အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Gaming ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ room ဖြစ်ပါတယ် ကျွန်တော်လင်းထက်ဖြစ်ပါတယ် ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ် ကျွန်တော်ကတော့ရှင်မင်းပါ ကျွန်တော်ကတော့ Set ပါ အခု DRXS ရဲ့ cave လေးရတယ်ကျွန်တော် Gaming လက်ထဲကိုရောက်ရှိနေပြီပေါ့နော် so အဲ့တော့ကျွန်တော်ဖွင့်ကြည့်ကြမယ် ပါတယ်ပါမယ်ပါမယ် Okay ကျွန်တော် invitation letter လေးပါဒါလေးကတော့တဲကွဲဖို့ရောတဲကွဲလေးရောတဲကွဲတဲကွဲအောင်လို့လေးကတော့ကျွန်တော် web ကတုတ်ပတ်လေးပါအော် MS yes မှန်ပါလေ ဒါတော့ကျွန်တော်ပဲရှာလိုက်တော့ အသေးကွဲပြီးငိုရင်မျက်ရည်တွေချောင်းအောင်ဒါကတော့ကျွန်တော်တို့ DRXS နဲ့ကျွန်တော် Infinite နဲ့ကျွန်တော်တို့collab ပေါ့နော် collab limited edition ကျွန်တော် t-shirt လေးပဲဖြစ်ပါတယ်အဆုံးကတော့အားရ Okay အဲ့ဆိုနောက်ထပ် beer gift တစ်ခုရှိပါတယ်ကျွန်တော် fish ကပါဒါကတော့ cake ပါမလဲဆိုတော့တရာ cap အောက်ထုတ်လေးပါ passion fruit flavor ကျွန်တော် pop လေးပဲဖြစ်ပါတယ်ခုလာမယ့်ဇွန်လ28ရက်နေ့ Hexagon Complex ရွှေထွတ်တဲ့ကွဲမှာကျင်းပပြုလုပ်မယ့် DRXS ဆိုတဲ့ concept ပွဲကြီးမှာကျွန်တော်တို့ Gamis ကလည်းအားလုံးနဲ့အတူတူအသေးကွဲဖို့ရှိနေမှာပဲဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ကျွန်တော်ဇွန်လ28ရက်နေ့ကျရင် DRXS concert မှာတွေ့ကြမယ် see you guys Yeah.